ကန်မျိုးကြီးတော့ရောက်ရှိလို့လာပါပြီပကံကမရောက်တာ9နှစ်ကျော်ကြာပြီဆိုတော့ဘာတွေများပြောင်းလဲမလဲဆိုပြီးတော့တော်တော်လေးတော့စိတ်လှုပ်ရှားနေတာပေါ့ဒါပေမဲ့ဘယ်ညာထနောင်းပင်နဲ့ခုလိုမျိုးအမတ်တရားပစ္စည်းဆိုင်လေးတွေထိုင်းရင်ဆိုင်လေးတွေကတော့မပြောင်းမလဲပဲနဲ့တည်ရှိနေပါတယ်ပို့ပြီးတော့လည်းများလာတယ်ပို့ပြီးတော့လည်းဒီထွင်ဆန်းသက်မှုတွေနဲ့အပြိုင်ဆိုင်လောက်လာကြည့်တော့ဒီပြောရလို့ရှင်ခီးသွားရတဲ့နေ့မှာပကံကအများကြီးအားစိုက်ထားတာကိုတွေ့ရပါတယ်ရှင်Google Map သုံးပြီးတော့ကျမတို့တဲခုမဲနေရာကိုအခုဆိုရင်သွားနေပါပြီတဲ့နေရာရောက်ထုတ်ချခဏနာပြီးရွှေစမှုဘုရားကိုအရင်ဆုံးဖိုးထွက်လာခဲ့ပါတယ်။ဒီကုန်းဘုရားရောက်တော့အလူတစ်ခုနဲ့လည်းတွေ့ရတဲ့အခါကျတော့မြန်မာလက်မှုပညာဖြစ်တဲ့ဒီလိုမျိုးမြင်အလှရင်လေးတွေကိုလည်းတွေ့ခဲ့ရပါတယ်။ရွှေစည်းကုန်းဘုရားရောက်တော့ဒေသခံမိမပြူလေးတွေကဘုရားသမိုင်းအကြောင်းရှင်းပြခဲ့ပါတယ်။ဘုရားရဲ့အထင်ကြီးနေရာလေးတွေနဲ့ထူးခြားချက်လေးတွေကိုသူတို့ကသိချရှင်းပြခဲ့ပါတယ်။လေတံလေးတွေကအနှင်းငယ်ဝဲပြီးတော့အညာဒေသလေတံဝဲဝဲလေးတွေနဲ့ဆိုတော့ချစ်ဖို့လည်းရန်ကောင်းပါတယ်။တချို့စကားလေးနားမလဲလို့ရှိရင်တော့သူတို့ကနှစ်ခါသုံးခါပြန်မိရတာပေါ့နော်သူတို့ကဓာတ်ပုံလေးတိုက်ရိုက်တာရမ်းတော်ကြတယ်ရှင်ပုံပုံလေးအတုံးလိုက်ပို့ဖို့အတွက်ရည်ရွယ်ပြီးတော့ပကံကိုလာခဲ့ပေမဲ့ကျမတို့ကတော့ဒီထူးခြားတဲ့ပကံရာဇဝင်သမိုင်းတွေကိုအရင်ကသိပြီးတော့ညာလဲထက်ကပို့ပြီးတော့နားထောင်ကျင်တာမျိုးပဲဖြစ်နေမိပါတယ်ထူးခြားချက်ကအရင်ကထက်ပို့ပြီးတော့တန်ရှင်းလာတယ်ဘုရားရဲ့ပရဝုံနေဆိုလို့ရှိရင်လည်းအရင်ကထက်ပို့ပြီးတော့တရဲ့တနရှင်းနဲ့စီစနစ်တကျလောက်ကင်တာကိုလေတကယ်အခုချိန်မှာပြပခီးတွေမရှိတော့ညာလဲပြည်တွင်းခီးတွေနဲ့တော်တော်စီကားနေတာကိုလည်းတွေ့ရပါတယ်ခီးသွားလုပ်ငန်းနဲ့ရပ်တည်နေတဲ့ဒီမျိုးလေးကခီးသွားတယ်မရှိတဲ့အချိန်မှာလေဒီလိုမျိုးကိုယ့်ရဲ့ရင်ကျေးမှုအမွေအနှစ်တွေကိုတေချာလေးထိန်းသိမ်းစောင့်ရှောက်ထားတာကိုတွေ့ရှိရပါတယ်အသက်တော်ရတယ်ရှိရပါတယ်။ဘာလို့လဲ။သူရဲ့တဲ့နှလုံးမှာသက်ရှင်နှလုံးထဲမှာဒီကြရပါလို့တောင်းတယ်။ဒီကျန်တာတော့ဘိုင်းအောင်လည်းနေတာနင်းလိုက်တယ်ပေါ့။ဘာလို့လဲကောင်းပါ့ခဲ့။ညမဝင်လာခံစားနေရရင်ဒီတက်လို့ရ။ဒါတက်ချောင်းအမလို့ညီကတော့ဘုရားမအလူငွေတွေအများကြီးထေရလို့အရန်ကိုပြောနေကြပါတယ်။ကိုပြောက်ကြည့်ပေးရမှာတူကြတာတကူကခေါ်ပကရဲ့အစီအစဉ်နဲ့ဈေးသည်လေးတွေကဘုရားသမိုင်းရှင်းပြပေးတာပါရှင်းပြပြီးလို့ရှိရင်တော့သူတို့ဈေးဆိုင်လေးတွေခေါ်သွားကြပါတယ်ကိုအားပေးခြင်းတွေဖြစ်စေမအားပေးခြင်းတွေဖြစ်စေသူတို့ကဘုရားသမိုင်းကိုသိချရှင်းပြကြပါတယ်အတီတူကလည်းရအောင်တာရလက်ပါတယ်ဘုရားသခင်ပထိုးတွေကလည်းဖူးမြော်ကြည်ညိုလို့ကိုမဝအောင်ဖြစ်ရပါတယ်ကျောင်းပေးရဲ့ရုံးပေးရဲ့လည်းဖြစ်တဲ့ရာသီဥတုကလည်းပကံမှာအရန်ကိုနေလို့ကောင်းတဲ့အေးချမ်းတာရနေတဲ့အခါကျတော့ဘုရားဘူးကဒီရာသီမှာတအားကိုများပါတယ်အေးစစ်စစ်ဘုရားဖူးခြင်းတော့တခြားချိန်တွေကိုဖူးဖို့အတွက်အကြံပြုချင်ပါတယ်ဘုရားဖူးတွေများပြီမဲ့လေဈေးသည်တွေအကုန်လုံးကစီကံတကြနဲ့အလူရက်ခေါ်တာကိုမတွေ့ရပါဘူးရှင်သူတို့လေးတွေစီကံတကြနဲ့ဒီလိုမျိုးအဲ့လာများတဲ့ရာသီမှာအားလုံးဝေမျှပြီးတော့အလုံးလုံးနေကြတာကိုမြင်တော့ကြည်နူးရပါတယ်ဒီဆောင်နေဝင်ချိန်ကိုကြည့်ချင်လို့နေဝင်ချိန်ဆက်ဆက်ကြည့်တဲ့တောင်ကိုသွားပြီးမှလည်းလူတအားများနေပါတယ်ဒါကြောင့်မို့လို့ကျမတို့ကအနည်းဆုံးကွင်းမြင့်ရှိတဲ့နေရာကနေပြီးတော့ဆက်ဆက်ကြည့်ချင်တာနဲ့ဒီနားလေးမှာရက်လိုက်တာပေါ့နော်ဒါကတော့ဓမ္မယန်ကြီးဖရားကိုဒီကနေပြီးတော့လမ်းမြင်နေရတဲ့နေရာလေးပါဓမ္မယန်ကြီးဖရားကလည်းနေဝင်ချိန်နဲ့အညီအားကိုတပ်ပါချက်တည်ရရှိပြီးတော့ဖရားကိုဘုံမျိုးကြည်ညိုရတာလုံးဝကိုမဝပါဘူးရှင်နောက်တစ်ခါလာမယ်ဆိုလို့ရှိရင်လည်းဒီလိုနေရာလေးမှာကြာကြီးနေဝင်ချိန်နေထွက်ချိန်တွေကိုကြည့်ပြီးတော့ဓာတ်ပုံတွေလည်းအများကြီးလဲချင်ပါသေးတယ်ဒီမှာပြည့်အလားပါတရားတွေကမျက်လုံးနဲ့ကြည့်ရှုရုံနဲ့မဝလို့ဓာတ်ပုံတွေရိုက်ဖို့မေးလောက်တဲ့အထိအပ်ပါလွန်လာပါတယ်ပကံတော့ရင်တော့အရန်ကိုလှပတဲ့ဒီဘောလုံးတွေကိုကြည့်ဖို့အတွက်ဆန္ဒတစ်ခုကလည်းထိဆုံးရပါတာပေါ့ရှင်မနေ့9နာရီခွဲထားပြီးမယ်လေအကြောင်းမျိုးကြောင့်6နာရီခွဲမှရောက်ရှိသွားပါတယ်ရောက်လာတဲ့အချိန်မှာဘလုံးတွေကတက်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီသွားတော့ကတော့လမ်းမှာကိုရီပဲရှိမှတင်တာဟိုရောက်တော့ကိုတက်စောတဲ့လူတွေအများကြီးကိုအံ့ဩတကြီးတွေ့ခဲ့ရပါတယ်နောက်တစ်ခါလာရင်တော့ဘောလုံးတွေနဲ့မမေရလလပပတပုံတွေအများကြီးချင်းမလို့လဲစိတ်ကူးခဲ့ပါသေးတယ်ရှင်ဘောလုံးကွင်းပြင်တွေကလည်းတနေရာနဲ့တနေရာမတူကြပါဘူးတချို့နေရာတွေမှာဘောလုံးတစ်လုံးမှလွတ်တယ်တချို့နေရာတွေမှာလည်းဘော၄-၅လုံးနေလွတ်တာပေါ့နော်ကုမ္ပဏီမတူကြဘူးလို့သိရပါတယ်
အဖြစ်မနေသွားဖို့စိတ်ကူးထဲမှာတော့ဒီညစေတီဖရားတော့အပါဝင်ပါပဲမြမစာပေနဲ့ယဉ်ကျေးမှုကိုအဓိကဖြစ်ခဲ့တဲ့ရသကုမာရကျောက်စာကိုကလေးတွေကိုပြချင်တာပဲဖြစ်ပါတယ်ရှင်ဒေသအမင်းကလေးတွေကလည်းအရန်ကိုသဘောကောင်းလာပါတယ်မဟုတ်ဘူးအနေနဲ့သာယူပြီးတော့တနခါလိမ့်တာသပင်ကျက်တာတွေကိုလည်းလုပ်ပေးခဲ့ပါတယ်ကျမကတော့ဒေသခံတွေစီးပွားရေးကိုတစ်ပတ်တစ်လမ်းကနေအားပေးခြင်းတဲ့တော့လုပ်ခဲ့ပေးပါသေးတယ်ဒီဖရားကတော့အားလုံးသိကြတဲ့စိတ်ညစ်ညီမဖရားပါစိတ်ညစ်ညီမဖရားကခြားနာမည်ကြီးတယ်လို့မျိုး6တာလမ်းနာရင်မရှိပါဘူးဒီကားကတော့ဖရားနဲ့စစလုံးမှာစုတကူတွေတောင်းဖို့ရဲ့ကျောင်းနဲ့စုရပြည့်တယ်ဆိုတာပဲနာမည်ကြီးတာပါပကံမှာအမတ်တရားပစ္စည်းတွေစားတောက်ကုန်တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပကံစီကအရန်ကိုတန်ပါတယ်တကယ်လို့ရုံးတဲ့ပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်တော့ညစီဒီဘက်ကဝယ်မယ်ဆိုလို့ရှိရင်ပိုပြီးတော့တန်ပါတယ်ညစီဒီမှာပကံအညီလေးဆိုလို့ရှိရင်လည်းဈေးမှန်ပြီးတော့ပိုပြီးတော့ပေါ်တာကိုတွေ့ရပါတယ်ပကံရဲ့နေဝင်ချိန်နေထွက်ချိန်ကြီးကတော့တကယ်ကိုပြုံးပြတက်လာအောင်ရအောင်လာပါပါတယ်မြန်မာနိုင်ငံရဲ့သမိုင်းဝင်နေရလဲဖြစ်တဲ့အပြင်ဖျားစီတွေပထိုးတွေပေါ်များပြီးတော့တတိယမြန်မာနိုင်ငံဖြစ်တဲ့ပကံမျိုးကြီးကိုအလဲတစ်ခေါက်ရောက်တဲ့အချိန်မှာဖူးခဲ့တဲ့ဖျားများကိုဒီကပဲတင်ပြလိုက်ရပါတယ်ရှင်။ဖျားများသွားမယ်ဆိုလို့ရှိရင်တော့အေးစစ်စစ်အချိန်ယူပြီးတွားတာပိုကောင်းပါတယ်။တကယ်တော့ဒီဖျားတွေရောဒီကိုကြီးဖျားတွေပဲဖြစ်နေပြီးတော့ကျန်တဲ့ဖျားတွေကပူပွင့်ဆိုရင်အများကြီးကျန်ပါသေးတယ်။အေးစစ်စစ်အချိန်ရတဲ့နေ့တစ်ခေါက်ထပ်လာကြပါသေးတယ်။ကြီးသွားလုပ်ငန်းတွေလည်းပုံမပုံမျိုးတွတ်တက်ပြီးတော့ပကံပြည်သူပြည်သားအားလုံးလည်းတာယာအေးချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ဒါတော့ညပြူတို့တည်ခဲ့တဲ့ပကံ United Hotel လေးပါဟိုတယ်လေးကတက်ရှင်တက်ရက်ပြီးတော့ဈေးနှုန်းလေးချူတာပါတယ်အဓိကကြတဲ့ညာဈေးတန်းလမ်းထိပ်မှာတည်ရှိပြီးတော့တေးရတာရန်ကိုအဆင်ပြေပါတယ်မနက်စာလည်းပါတယ်ရေပူရေအေးလည်းပါပြီးတော့ချက်ချာကြတဲ့နေရာမှာမလို့သွားရလာရင်လည်းကိုရန်အဆင်ပြေပါတယ်ရှင်ဟိုတယ်ဘုကင်တွေ့ချင်းဒီဖုန်းနံပါတ်လေးတိုင်းဆက်သွယ်လို့ရပါတယ်ပကံ United Hotel တချန်ကျော်မှာရှိတဲ့တကီးပါကလည်းအကင်မျိုးအမလက်ဒီဝိုင်းလည်းရှိတာကြောင့်မို့လို့အရန်ကိုအဆင်ပြေပါတယ်ဒီလိုကညဘက်ဆိုလို့ရှိရင်ဆိုင်တောက်ရင်တချင်နာထောင်ကတော့အရန်ကိုကြိုက်တဲ့အတွက်အရန်ကိုအဆင်ပြေခဲ့တဲ့ restaurant လေးပါပန်းမြိုင်လေးကဥယျာဉ်မှုရိုက်ကူးခဲ့တဲ့ဒီနေရာလေးကိုသွားကြရရှာနေခဲ့တာပါဘယ်နေရာမလဲဆိုတော့သိချာမသိဘူးဆိုပေမဲ့သိကြတာတော့ဒီဘက်ဝင်းချက်မှာပဲရှိမယ်ဆိုတာသိနေခဲ့ပါတယ်ကျောင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေထွက်ရှိရဒေသမလီမှာတီကန်လေးကိုမြင်လဲရတဲ့အချိန်မှာရှင်သက်ရှုမောဝဲပါပဲပကံနေပြန်လာပြီလွမ်းစရာတွေတပုံတပင်ကြီးစရာတွေတပုံတပင်ဖူးစရာဖျားတွေကလည်းမကုန်နိုင်နဲ့ပကံမျိုးကြီးကိုနှုတ်ဆက်ရင်ကြောက်ပတောင်းမျိုးနယ်မှာမနှက်စာစားခဲ့ပါတယ်နောက်တစ်ခေါက်ဘယ်တော့ပြန်လာမယ်မသိပေမဲ့လွမ်းနေရအောင်မှာပါပဲ